ဒီလိုချမ်းသာစီရီတော်ကြီးဘုမျိုးကြည်ညိုစရာ
တရက်မှာကိုပါစိုးကလူဝဲတရွာလုံးစင်တွေချိန်သေးလူညံစားပြောရှိကြောင်းပရဏနာယကဥကဝိတဥဆောင်ကတရင်ချူလာမီလေလူသာတစောင်းမုံကထိန်မွေစီကားစွာပြဆိုလာတရားစခန်းကြီးမှာမဟာစီရိတ်သာတရားပွေရှာစရန်နေတကလက်တွေးလူညီညာတော်ရှိရွာ